ဒီဇလန်ကတော့အစွမ်းထက်တဲ့နင်ဂျာပေါင်း2 သိန်းကျော်ရှိနေတဲ့ဂျပန်နိုင်ငံမှာစတင်ထားပါတယ်။သူတို့ဟာတာမန်လူတွေလိုပဲနေထိုင်ကြပေမဲ့တကယ်တော့အလွန်အန္တရာယ်များတဲ့ဘဝတွေကိုဖြတ်သန်းနေကြရတာပါ။ဆူဇူကီဟာမဂ္ဂဇင်းအယ်ဒီတာတဦးအဖြစ်ဟန်ဆောင်ပြီးလူ့အဖွဲ့အစည်းကြားထဲမှာရောနှောနေထိုင်နေတဲ့အဆင့်နှိမ့်နင်ဂျာတစ်ယောက်ဖြစ်ပါတယ်။တရက်မှာတော့သူမစီကိုလျှို့ဝှက်စာတိုတစ်စောင်ရောက်လာခဲ့ပါတယ်။သူမဟာစာရေးဆရာတစ်ယောက်ကိုချက်ချင်းပဲနှုတ်ဆက်ပြီးတရားတစ်စင်းစီကိုအပြေးလွှားသွားခဲ့ပါတယ်။အဲ့ဒီနေရာကိုရောက်တဲ့အခါနင်ဂျာတွေကိုလိုက်လံအမဲလိုက်တာကြောင့်နာမည်ကြီးနေတဲ့ရုရှားလူမျိုးတစ်ယောက်ကိုတွေ့လိုက်ရပြီးသူမရဲ့တာဝန်ကတော့ထိုလူကိုအပြတ်ရှင်းဖို့ပဲဖြစ်ပါတယ်။အဲ့ဒီရုရှားလူမျိုးကဆူဇူကီကိုတနတ်နဲ့စတင်ပစ်ခတ်ပေမဲ့သူမကလင်းလင်းမြန်မြန်ပဲရှောင်တိန်နိုင်ခဲ့ပါတယ်ပြီးတော့သူမရဲ့ဖနှောက်ကိုဓားမြောင်နှချောင်းအဖြစ်ပြောင်းလဲပြီးပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ထိုလူကဓာတ်ချက်ကိုတီတီလေးရှောင်ပြီးတနတ်နဲ့ဆက်ပစ်ပြန်ပါတယ်။ဆူဇူကီကထပ်မံရှောင်တိန်ရင်းနင်ဂျာကျေပွင့်ရှီရာကန်တွေနဲ့ပြန်ပစ်ပေါက်ကအနီးကပ်ကန်ချက်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းထိုလူကိုဘာနဲ့မှတားဆီးလို့မရပဲဆူဇူကီရဲ့လျှက်စစ်တုပ်တိုတောင်မှအာနိသင်မရှိပဲဖြစ်နေကနောက်ဆုံးမှာသူမလဲကျသွားခဲ့ရပါတယ်။ဒီတိုက်ပွဲကိုအဝေးကနေစောင့်ကြည့်နေတဲ့အဆင့်မြင့်နင်ဂျာတစ်ယောက်ရှိပါတယ်။သူကတော့ကေတိုခဲတောင်ပါသူကထိုရုရှားလူမျိုးကိုပစ်ခတ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲတွားကြားထိုးတဲ့တစ်ချောင်းကသူ့လက်မောင်းကိုလာဆိုင်ပါတယ်။လှည့်ကြည့်လိုက်တဲ့အခါလူငယ်လေးတစ်ယောက်ပြေးလာတာကိုတွေ့ရပြီးသူကတော့ကူရိုခိုရောလို့ခေါ်တဲ့နင်ဂျာတစ်ယောက်ပါ။ကူရိုဟာရုရှားလူမျိုးကိုအလွယ်တကူပဲအနိုင်ယူပြီးလဲပင်းညစ်ကအပြတ်ရှင်းပစ်လိုက်ပါတယ်။ပြီးတော့ဆူဇူကီကိုငါသွားပြီးကျန်တာမင်းပဲရှင်းလိုက်တော့လို့ပြောပြီးထွက်သွားတာကြ။ဆူဇူကီတစ်ယောက်စွန့်ကြံရစ်ခဲ့ပါတယ်။သူတစ်ပါးကိုအကောင်းမှတ်ခံရမယ့်အခွင့်အရေးကိုဘာလို့ဒီအတိုင်းထားခဲ့တာလဲဆိုတာသူမစဉ်းစားလို့မရဖြစ်နေပါတယ်။ဒါပေမဲ့ကူရိုကတော့အလုပ်တွေအများကြီးမလုပ်ချင်ပဲအိမ်ပြန်အိတ်ချင်ရုံသက်သက်မို့လို့ပါ။ကူရိုဟာအရေးချင်းရှိပေမဲ့အလွန်အမင်းပြင်းရည်တဲ့သူတစ်ယောက်ဖြစ်ပြီးဇလန်းအကွက်ထဲကနေတိတ်တဆိတ်ပဲထွက်ခွာသွားခဲ့ပါတယ်။ကူရိုဟာအိမ်ဟောင်းလေးတစ်လုံးမှာတယောက်တည်းနေထိုင်ပါတယ်။အိမ်မှာပြင်းတဲ့အခါသွားကြထိုးတံကိုမြားတစ်ဆောင်လိုအစွမ်းထက်အောင်မှုတ်ထုတ်တဲ့ကျင့်စဉ်ကိုလေ့ကျင့်လေးရှိပါတယ်။တရက်မှာတော့သူ့ရဲ့စီနီယာဖြစ်သူကိုခေါကအခန်းထဲကိုတိတ်တဆိတ်ဝင်လာပြီးမစ်ရှင်တစ်ခုပေးပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာတစ္ဆာဖောက်နင်ဂျာအုပ်စုတွေပေါင်းစည်းပြီး Underground Ninjas မြေအောက်နင်ဂျာများဆိုတဲ့အန္တရာယ်ရှိတဲ့အဖွဲ့အစည်းတစ်ခုဖွဲ့စည်းခဲ့ကြပါတယ်။စုံစမ်းရရှိထားတဲ့သတင်းအရသူတို့ဟာဂျိုဒန်အထက်တန်းကျောင်းခါတန်း High School ကိုစိတ်ဝင်နေရာယူထားကြပါတယ်။ထိုကျောင်းဟာစစ်တုံးကစွန့်ပစ်ထားတဲ့စစ်ကြောင်းအောင်တစ်ခုပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီးစစ်တွင်းကလှို့ဝှက်ချက်တွေရှိနေနိုင်တယ်လို့ယူဆရပါတယ်။ကူရိုရဲ့မစ်ရှင်ကတော့ထိုကျောင်းကိုကျောင်းသားဖြစ်ဟန်ဆောင်တက်ရောက်ပြီးသူတို့ရဲ့အစီအစဉ်တွေကိုစုံစမ်းဖို့ပါ။ဒီမစ်ရှင်အတွက်ကူရိုကိုပြောက်ဝတ်စုံတစ်ခုပေးခဲ့ပါတယ်။ဒါပေမဲ့ဒီဝတ်စုံကခန္ဓာကိုယ်အပေါ်ပိုင်းလောက်ပဲပျောက်တာဖြစ်ပါတယ်။နောက်တစ်နေ့မနက်မှာတော့ကူရိုဟာကျောင်းကိုရောက်လာခဲ့ပါတယ်။ကျောင်းဝင်ခွင့်စာမေးပွဲဖြေရမယ်ဆိုတာသိလိုက်ရတဲ့အခါသူတော်တော်လေးစိတ်ညစ်သွားပြီးဒါတွေလုပ်နေမဲ့အစားမစ်ရှင်ကိုပဲအမြန်ရှင်းပြီးထွက်သွားရင်ကောင်းမလားလို့တွေးမိပါတယ်။ဒါပေမဲ့စီနီယာကေတိုကိုကြောက်တာကြောင့်စာမေးပွဲကိုဘလို့အောင်ဖြေရမလဲဆိုတာပဲစဉ်းစားရပါတော့တယ်။ကူရိုရဲ့မောပန်းနွမ်းနယ်နေပေမဲ့ချုံမော်တဲ့မျက်နှာကြောင့်စာမေးပွဲပြန်ဖြေနေတဲ့ကျောင်းသူနိုဂူချီနာဂါချီရဲ့တတိထားမိခြင်းကိုခံလိုက်ရပါတယ်။စာမေးပွဲခန်းထဲမှာကူရိုကနိုဂူချီရဲ့ဘေးမှာဝင်ထိုင်ပါတယ်။ထိုမြေအောက်နင်ဂျာအဖွဲ့ကသူ့အတွက်အဖြေလွှာတွေကိုကျမ်းပြင်ပေါ်မှာစံစပါးစေးရောင်စုံလေးတွေဖြန့်ကျဲပြီးပြင်ဆင်ပေးထားတာကိုကူရိုသတိထားမိလိုက်ပါတယ်။ကူရိုစာဖြေနေတော့နိုဂူချီကကျမ်းပြင်ကစံစေးတွေကိုပိုးကောင်တွေအမှတ်နဲ့အော်ဟစ်ပါတော့တယ်။ဆရာကလည်းစိတ်အနှောက်အယှက်ဖြစ်ရင်ရှင်းပြဖို့ပြောပါတယ်။ကူရိုကတခုခုလုံးမဖြစ်တော့မယ်ဆိုတာသိတာကြောင့်ခဲဖြက်ကိုတမင်ချပြီးတော့စက်ကူလုံးလေးကိုပိုက်ထဲထည့်ကနိုဂူချီစီမှုတ်ထုတ်လိုက်ပါတယ်။နိုဂူချီကတယောက်ယောက်သူမကိုလာထိတယ်ဆိုပြီးဆရာကိုနှာဘူးကြီးလို့ပါဆွဆွဲပါတော့တယ်။ဆရာကလည်းသူ့လက်ကအဲ့ဒီလောက်မရှိပါဘူးလို့ငင်းရင်းခရသိမ်းတွေရှုပ်ရှက်ခတ်နေတော့ကူရိုကတော့အဖြေတွေကိုအမြန်ဆုံးလိုက်ရေးပါတယ်။တင်းချဘာသာရဲ့မပြီးခင်မှာပဲဆရာကနိုဂူချီစီပြေးသွားပြီးကျမ်းပြင်ကစံစေးတွေကိုကန်ထုတ်ပစ်လိုက်ပါတယ်။အဖြေကြည့်စရာမရှိတော့တဲ့အတွက်ကူရိုဟာဒရမာခင်းပြီးထိုနေရာမှာတင်တေးထွက်ကြသလိုဟန်ဆောင်ကစာမေးပွဲကြောင့်စိတ်လှုပ်ရှားပြီးရေတွေအများကြီးတောက်မိလို့ပါဆိုပြီးငိုပြပါတော့ဆရာကလည်းစိတ်အေးထားဖို့နဲ့ဒီစာမေးပွဲကအပေါ်ယံတင်ဖြစ်ပြီးစာရွက်အလွတ်အပ်ရင်တော့အောင်တယ်လို့ပြောလိုက်ပါတယ်။ကျောင်းပိုးသိချင်တာကြောင့်ကူရိုကအပြန်လမ်းမှာနိုဂူချီကိုစောင့်ပြီးအတူတူပြန်ခဲ့ကြပါတယ်။ကူရိုရဲ့အိမ်ကအရင်ရောက်တာမို့လို့
နိုကူချီကိုညစာစားဖို့ဖိတ်ခေါ်ခဲ့ပြီးသူတို့အိမ်ခေါင်မိုးပေါ်မှာစကားဆက်ပြောဖြစ်ကြပါတယ်။နိုကူချီကကျောင်းကလူမိုက်တွေကျောင်းနဲ့သူမရဲ့တငယ်ချင်းအာရာဂဒန်ဟာအနိုင်ကျင့်ခံရလုံးလို့ကျောင်းမတက်တော့တဲ့အကြောင်းပြောပြပါတယ်။ဒါအပြင်ကျောင်းရဲ့အောက်မှာဒုတိယကမ္ဘာစစ်တုန်းကနင်ဂျာတွေသုံးခဲ့တဲ့လျှို့ဝှက်ဥမင်လိုင်ကောင်းတွေရှိတယ်လို့လည်းပြောပြပါတယ်။ကူရိုကတော့မြေအောက်နင်ဂျာတွေရဲ့ပြစ်မှတ်ဟာဒီနေရာပဲဖြစ်မယ်ဆိုတာသဘောပေါက်သွားပါတယ်။နေဝင်ချိန်မှာနိုကူချီကအိမ်ပြန်ဖို့ပြင်တုံးအိမ်ခေါင်မိုးပေါ်ကနေခြေချော်ပြီးပြုတ်ကျသွားပါတယ်။မြေပြင်ပေါ်မကျခင်ကူရိုကအမြန်ပြေးဖမ်းလိုက်ပြီးသူတို့နှစ်ယောက်ပြုတ်ကျတဲ့အချိန်မှာကူရိုဝစ်စုံရဲ့ဘေးကင်းရေးစနစ်ပွင့်လာပြီးလေအိတ်လိုမျိုးခံပေးလိုက်တာကြောင့်မထိခိုက်ခဲ့ပါဘူး။ဒါပေမဲ့နိုကူချီကတော့ကြောက်လန့်ပြီးသတိမေ့သွားတာကြောင့်ကူရိုကသူမကိုအိမ်ထိလိုက်ပို့ပေးခဲ့ပါတယ်။နောက်တစ်နေ့မှာကူရိုကအာရာကိုကျောင်းလိုက်ပို့ပြီးသူကာကွယ်ပေးမဲ့အကြောင်းပြောပါတယ်။ကျောင်းရောက်တော့လူမိုက်တွေကအာရာကိုလာပြီးအနိုင်ကျင့်ကြပါတယ်။ကူရိုကအာရာရဲ့ခြေထောက်ကိုသူ့ခြေထောက်နဲ့ချိတ်ပြီးကြံတဲ့ကောင်ကိုဝင်တိုက်ပစ်လိုက်ပါတယ်။အာရာကဘာဖြစ်သွားမှန်းမသိလိုက်ပါဘူး။ကူရိုကတော့အေးဆေးပဲအနောက်ဆုံးတန်းမှာသွားထိုင်ပါတယ်။သူစာအုပ်မေးလာတာကြောင့်ဘေးကကျောင်းသူစာတို့ဆဲတောက်ကသူမစာအုပ်ကိုပေးဖက်ပါတယ်။ဒါကိုနိုကူချီကမနာလိုတဲ့မျက်လုံးနဲ့ကြည့်နေပါတယ်။အဲ့ဒီအချိန်မှာပဲကူရိုရဲ့မျက်နှာပေါ်ကိုအနီရောင်လေးစားအလင်းတန်းလာထိပါတယ်။ဒါဟာနင်ဂျာတွေရဲ့လျှို့ဝှက်ချက်ပြစနစ်မှုကူရိုချက်ချင်းပဲအတန်းထဲကထွက်လာခဲ့ပါတယ်။အိမ်ခေါင်မိုးပေါ်မှာသူဟာရှီယွန်ရှယ်ရင်လို့ခေါ်တဲ့အဆင့်မြင့်နင်ဂျာလေးနဲ့တွေ့ပါတယ်။သူကလည်းဒီကျောင်းမှာမြေအောက်နင်ဂျာတွေကိုစုံစမ်းဖို့ရောက်နေတဲ့သူပါ။ဒါအပြင်ကျောင်းရဲ့စီကံထိန်းသိမ်းရေးဆရာကလည်းနင်ဂျာတစ်ယောက်ဖြစ်နေပြီးကူရိုကိုကျောင်းဆင်းရင်ရေနွေးငွေခန်းဘော်ရိုမှာလာတွေ့ဖို့ပြောပါတယ်။အတန်းဆင်းပြီးနောက်ရေနွေးငွေခန်းမှာစီကံထိန်းသိမ်းရေးဆရာကကူရိုကိုဓာတ်နဲ့ရုတ်တရက်တိုက်ခိုက်ပါတော့တယ်။နှစ်ယောက်စလုံးကတစ်ဖက်လူကိုမြေအောက်နင်ဂျာအဖွဲ့ဝင်လို့မှားယွင်းထင်မှတ်နေကြတာပါ။ကူရိုကဆရာကိုတိုက်ခိုက်မှုတွေပြန်ခုခံရင်မင်းကိုဂျိုတုလေစာနဲ့တော့ခတ်ထားတယ်။အခုပဲပွဲသိမ်းလိုက်လို့ရတယ်လို့သတိပေးပါတယ်။ဆရာကကူရိုကိုအစစ်နှိမ်နင်ကြမှုဂျိုတုကိုမထိန်ချုပ်နိုင်ဘူးအမှတ်နဲ့ရေမောနေတုံးကောင်းကင်ကနေလေစာတန်းတစ်ခုအမှန်တကယ်ကျလာပြီးဆရာရဲ့ဓာတ်ကိုနှစ်ပိုင်းပစ်လိုက်တာကြတောက်ဆရာလည်းအခြေအနေကိုသဘောပေါက်ပြီးနောက်ဆုတ်သွားပါတယ်။တစ်ဖက်မှာတော့ကိုပြောက်ဝစ်စုံအပြည့်အစုံဝစ်ဆင်ထားတဲ့မြေအောက်နင်ဂျာတစ်ယောက်ကကျောင်းပြင်ပါကနင်ဂျာတွေကိုလိုက်လံတက်ဖြတ်နေပါတယ်။ဆူဇူကီရဲ့ဆရာလည်းတက်ဖြတ်ခံလိုက်ရပါတယ်။ဒီတိုက်ခိုက်သူဟာကူရိုတို့အဖွဲ့ကနေထွက်သွားတဲ့ဆာရူဒါဆိုသူဖြစ်ပြီးသူကလူတက်ရတာကိုသဘောကျလို့မြေအောက်နင်ဂျာအဖွဲ့နဲ့ပူးပေါင်းသွားတာပါ။နောက်တနေ့မနက်မှာဆာရူဒါဟာကျောင်းသားတစ်ယောက်ကိုတက်ပြီးသူ့ရဲ့ခေါင်းပြက်ကြီးကိုအတန်းထဲလာချတာကြောင့်ကျောင်းတစ်ခုလုံးရုံရင်းဆန်ခတ်ဖြစ်သွားပါတယ်။ဆာရူဒါကကျောင်းသားတွေကိုလိုက်တက်ပါတော့တယ်။ဆူဇူကီရောက်လာပြီးဆာရူဒါနဲ့အသေးအတန်တိုက်ခိုက်ပေမဲ့ဆာရူဒါရဲ့ဝစ်စုံကလျှက်စစ်တပ်အားတွေကိုစုပ်ယူနိုင်တာကြောင့်ဆူဇူကီရှုံးနိမ့်လူနီးပါးဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာအစစ်မြင့်နင်ဂျာကေတိုရောက်လာပြီးသူ့ရဲ့သွေးကိုဆာရူဒါစီပက်ဖြန်းလိုက်တာကြောင့်ကိုပြောက်ဝစ်စုံမှာသွေးကွက်တွေထင်ပြီးဆာရူဒါရဲ့ကိုပြောက်စနစ်ပြည့်သွားပါတယ်။ကေတိုကဓာတ်နဲ့ခုတ်ပေမဲ့ဆာရူဒါရဲ့ဝစ်စုံကမိုးပြန်ပူပေါင်းလိုဖောင်းကြွလာပြီးခုခံကာကွယ်ကထွက်ပြေးလွတ်မြောက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲဥမင်လိုင်ကောင်းထဲမှာကူရိုဟာအတန်းထဲကအောင်မြင်ကျော်ကြားတဲ့ကျောင်းသူမီဆူကီမက်ချူကေနဲ့ရင်ဆိုင်နေရပါတယ်။တကယ်တော့မီဆူကီဟာမြေအောက်နင်ဂျာအဖွဲ့ရဲ့နောက်ွယ်ကအဓိကစီစဉ်သူဖြစ်ပြီးအလွန်အစွမ်းထက်ပါတယ်။သူမရဲ့ရည်ရွယ်ချက်ကတော့သတင်းမှားတွေဖြန့်ပြီးနင်ဂျာအားလုံးကိုဒီကျောင်းစီခေါ်ထုတ်ကာရင်းတို့ရဲ့လေစာဂျိုတုဒီနေရာကိုရှာဖွေပြီးဟက်လုပ်ဖို့ပဲဖြစ်ပါတယ်။ကျောင်းခေါင်မိုးပေါ်မှာဆာရူဒါနဲ့ရှီယွန်တို့တိုက်ခိုက်ကြရာရှီယွန်ဒဏ်ရာပြင်းထန်ရပြီးအရေးနှိမ်ခါနီးမှာကေတိုထပ်မံရောက်ရှိလာပြီးဆာရူဒါခန္ဓာကိုယ်ကိုဓာတ်နဲ့အဆုံးစီရင်ကရှီယွန်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဥမင်ထဲမှာတော့ကူရိုဟာမီဆူကီကိုမရှင်နိုင်ပဲအသေးအတန်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာနိုဂူချီရောက်လာပြီးစီကံထိန်းသိမ်းရေးဆရာပေးလိုက်တဲ့လျှို့ဝှက်လက်စွပ်ကိုကူရိုစီပေးလိုက်ပါတယ်။ကူရိုကလက်စွပ်ရဲ့အင်တင်နာကိုဖွင့်လိုက်တဲ့အခါဒရုန်းတစ်စင်းကဓာတ်တစ်လက်လာပို့ပေးပါတယ်။ကူရိုဟာသူ့ရဲ့အသက်ကိုရင်းပြီးမီဆူကီကိုဓာတ်နဲ့အသေးလဲဝင်ခုတ်ကအနိုင်ယူလိုက်နိုင်ပေမဲ့သူ့မှာလည်းဒဏ်ရာအပြင်းထန်ရသွားပါတယ်။တပြိုင်နက်တည်းမှာပဲအာကာသထဲကဂျိုတုစီရောက်နေတဲ့မြေအောက်နင်ဂျာတစ်ယောက်ကစနစ်ထဲကိုဗိုင်းရပ်စ်ထည့်ပြီးလေဆာကွန်ရက်ကိုထိန်းချုပ်ကာကျောင်းစီကိုပြစ်မှတ်ထားပြီးလေဆာပြင်းစားနဲ့ပစ်ခတ်လိုက်တာကြောင့်ကျောင်းကြီးတစ်ခုလုံးပေါက်ကွဲပျက်စီးသွားပါတော့တယ်။ဥမင်လိုင်ကောင်းတွေပြိုကျလာတဲ့အချိန်မှာ
ဒဏ်ရာအပြင်းထန်ရနေတဲ့ကူရိုကသူအသက်ရှင်မှာမဟုတ်တော့တာကိုသိလို့သူ့ရဲ့ကိုပြောက်ဝတ်စုံကိုနိုဂူချီကိုဝတ်ဆင်ပေးပြီးသူမကိုကယ်တင်ကသူကိုယ်တိုင်ကတော့အပြက်စီးတွေကြားထဲမှာအသက်ပေးလူသွားခဲ့ပါတယ်။ဇလန်းရဲ့အဆုံးသတ်မှာတော့နိုဂူချီဟာလွတ်မြောက်လာခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲကူရိုရဲ့အမွှာညီကိုဖြစ်သူဂျူရိုဂျရော့ဆိုသူပေါ်လာပြီးနိုဂူချီနဲ့လာရောက်တွေ့ဆုံတာကြောင့်ဇလန်းကိုစိတ်ဝင်စားစရာလျှို့ဝှက်ချက်တစ်ခုနဲ့အဆုံးသတ်ထားပါတယ်။